Oza Dagri Taudoya, Konasa Guni, Wazula Tang Konaye, the town Sadonguni, Sulaila Sali Jangodai Daji Miango Mune, Dadanaye Unitana, Dadanaro Tonga, Jamboy Uzi Tana, Sabudiri Vimano, Dwayne Saint Jimba Pilo Adi. Dadana Pusa Yamingala, they are Ludo, the mother, and Kananai Uwimo, Dokin Kenley, the me, Dauda Kenlemo, Forever Comedy Limited, Emma TV4, Midadu Sudo E, Amada Dana, Tamadana, Egyptian, Hoja Ado. Loka Daru Adre Miabuda E. Jovanje Abaili Tayadi the Nado Digninia the Mother in Kandago, Shivona the King, Sinapia E. Mahagaruna Gongo Ayum Juga, the Jew Preso Ado Wanana Banama Adida Gatago Yusu Buzo James in Sardinia. Yoga Bagodi, Hibia Bamia, Galangarondo, Dito Gerani Kerangado, Loga, Hidaya, Nato, Namoma, Karunika, Dada Yonato, Winnie, Yaga, Dadawa E. Chana, Siba, Lula, Down, Gombo, Padavi. Nata Minya Jinshindo Myapayadi Kabagodi Hibi Grigava Yedre Dincha Dubin Nole Abe Mia Yedre Dain Da Povia Jinga Maswana Mado Kali Adinche Dinigava Shijalo Galabalo Loga Yadada Loga E Josiwa Longa Adi Dogerani that Chile Inga Midaji Madami Danin the Tazani Sunyihu Chedita Wangada Lunkayeno Murugo Rondo Viapsi and Yidanjoko Atodo Muyadi Pivi Kira Tim Yellow at that song Layan alone say one goro e Bimanino Dobawa Danan Jimpanya Swa Yodo Mugaya Shalivi Magaruni Gada the Wanya Yeweda Gedu Tana Chicken Magaruna Simchi Mudo Dada Nada Williamya Swa Dadawa E Chana Siba Lola Donda Gombong Kadavi Nata Minya Tushindo Myapaya Namo Yudi Pyong Pyong Mangoliovi Karoyo Ju Shikojindi Adu Medu Sinsi Medwi Shipa Se the Tea Loga Daru Adre Yabuda E. Jovanje Abaili Yes of Yada King Kuromya In Sawagiri got Sabi Mandayao Nale Juju Sazane Shinlimbi Soma order pay like that. You did the Nasai town yard. Pensawagi Yahano Jada the Tida Jada the Tida Tangajin Lia Tobian name do it Tangajin Ase Tiboguriha Tuja and the Yabido Tadanabon Wiyakeja. What I'm our gaps, shoes are kind of Boguriha. A year after Chelsea, Canan Chelsea, Yautla Gaby. Idi Petan Bigger on Doma Bay. Yes, of Yaha Jojo Sazan
အမှန်တရားကိုနားလည်အောင်ရှင်းလင်းခဲ့တယ်ရှင်းလင်းဟောပြခဲ့တယ်လွယ်လွယ်ကူကူနဲ့ရှင်းလင်းပြရတာမဟုတ်ဘူးပိဿဝဂီတွေဆိုရင်နားလည်အောင်အချိန်ယူပြီးတော့မြတ်စွာဘုရားဟောပြအဲ့လိုဟောပြတဲ့တရားတွေကိုတယုတ်ခံမှတ်သားကြသည့်အတွက်ထူးခြားတဲ့အသိဉာဏ်လို့ဆိုတဲ့ဓမ္မစက္ခုကိုရရှိကြဓမ္မစက္ခုလို့ဆိုတဲ့နေရာမှာအာယုဖို့ဓမ္မနဲ့ပတ်သက်လာတဲ့မျက်စိဆိုတာဘယ်ပုံဖြစ်လာတာလဲလို့ဆိုယံကိဉ္စီသမုဒယဓမ္မံသဗ္ဗန္တံသောဒဓမ္မံပေါ်ရှိတဲ့တရားမှန်သမျှဟာချုပ်ဆုံးကွယ်ပြောက်ခြင်းရှိတယ်ဆိုတဲ့အသိဉာဏ်ရသွားတာအဲ့ဒီရဲ့အသိဉာဏ်ရဲ့ဓမ္မကြီးမားတယ်အမှန်တရားကိုသိရှိနားလည်ဖြစ်လာတာမှန်သမျှဟာနောက်ဆုံးမှာပျက်စီးခြင်းဆုံးတတ်တယ်လို့ဒီအသိတရားရလိုက်တဲ့ဖြင့်ဆွဲတောင်မှုတွေကိုနိုင်ပြီးနောက်ဆုံးမှာရှင်ထဲကပူလောင်တဲ့တောကတွေကိုကျော်လွှားနိုင်ဟရိယတတန်တိလို့ခေါ်တဲ့စိတ်နှလုံးရဲ့အေးချမ်းမှုကိုရရှိခံစားတရားဝါရီရဲ့ပူလောင်နေတဲ့စိတ်နှလုံးကိုတရားဟာအေးချမ်းတဲ့အမတန်အေးချမ်းစေတဲ့အေးစင်ဖြစ်ဆွဖြန်းပေးလိုက်သည့်အတွက်ကြောင့်အပူပင်ကင်းပြီးတော့သွားကြတယ်ယတတထေသာတို့ဆိုတာအတ္တမချမ်းသာပေမဲ့လို့စိတ်နှလုံးဟာအေးချမ်းမှုမရှိဘူးဒါကြောင့်မြတ်စွာဘုရားရဲ့တရားရည်စင်တဲ့စိတ်နှလုံးအေးချမ်းမှုသာဝရအငြိမ့်တက်ကိုရရှိသွားတယ်သူ့ကိုအားကြပြီးတော့တကယ်ဒိဋ္ဌံတရားတွေဟာလေသာသနာပေါင်းဝင်ရောက်လာကြနေမှနေကြတဲ့အဲ့ရဲ့တငယ်ချင်း90ဟာလေခြေစုံပြည့်ပေးပြီးတော့သာသနာပေါင်းကိုဝင်ရောက်ခဲ့ကြတယ်ဝင်ရောက်လာတဲ့ပုဂ္ဂိုလ်တိုင်းကိုဘုရားမြတ်စွာဟာသူတို့နဲ့လိုက်အောင်တရားဓမ္မကိုရှင်းလင်းဟောပြသည့်အတွက်ကြောင့်အလုံးဟာစိတ်နှလုံးအေးချမ်းမှုကိုရရှိပြီးတော့သွားကြတယ်လို့အပါ60လောကမှာပေါ်ထွန်းလာတဲ့အခါမှာဘုရားမြတ်စွာကယဟန်တို့ကြောက်ခွင်းအလုံးကတင်တို့လဲလွတ်ပြီးငါလွတ်တယ်လို့တင်တို့လဲလွတ်ပြီးအလုံးတို့နှောင်ကျိုးတွေကနေပြီးတော့လွတ်မြောက်လို့တကယ်ကိုလွတ်လပ်မှုအရသာတို့တွေရရှိခံစားကြရပြီလို့ဒီလိုမိန့်ရှိပြီးတော့ဘုရားဗာရဏသီနီးကဣတိပတလအောင်တော်မှာဖျားဖြစ်ပြီးပထမဆုံးဝါဆိုတော်မူခဲ့ပါအဲ့ဒီဝါရင်းကာလမှာလဲလာရောက်ကြသမျှတွေကိုတရားဓမ္မဟောပြောလို့လူသားတွေသူတို့အဆင့်အတန်းအလိုက်လက်ပြေလမ်းခရီးနိဗ္ဗာန်လမ်းခရီးကိုပို့တင်ပေးပြီးတော့လောကသားတွေရဲ့အကျိုးအတွက်မနာမနေကြိုးစားခဲ့ပါတယ်အဲ့လိုကြိုးစားအထုတ်ပြီးဝါကျွတ်တဲ့ခါကာလမှာမြတ်စွာဘုရားကမိမိလာကအပါ60မိမိတို့တတ်သိနားလည်တဲ့တရားဓမ္မတွေဟောဖို့ပြောဖို့တရားကိုမနာရလို့ရှိရင်ဆုံးရှုံးနစ်နာကြတယ်တရားကိုနားလည်တဲ့ပုဂ္ဂိုလ်လောကမှာရှိနေတယ်ဒါကြောင့်မို့ကြိုးစားပြီးတရားဟောကြသူတို့အရက်တွေကိုလှည့်ပြီးတော့သွားကြဒေသစာကြီးသွားကြနှစ်ပါးမသွားကြနဲ့လို့မြတ်စွာဘုရားကသာသနာပြုဖို့အတွက်တိုက်တွန်းတော်မူခဲ့တယ်လေအဲ့လိုတိုက်တွန်းရင်းမဲ့ငါကိုယ်တိုင်လည်းပဲဒုက္ခရစရိယာကျင့်ခဲ့တဲ့
ဥရဝေလတောကိုတစ်ခေါက်ပြန်သွားလိုက်ပဲလို့မြတ်စွာဘုရားဟာပါရဏသီပြည်ဘက်ကနေပြီးတော့ဥရဝေလတောသွားဖို့ရည်ရွယ်မှန်းထားခဲ့တယ်ဝါလဲကျွတ်ရောယဟန်တော်တွေကိုဗာမေးရှိတော့ယဟန်တို့မှန်ကန်တဲ့နှလုံးသွင်းမှန်ကန်တဲ့ကြိုးပမ်းအထောက်မှုကြောင့်အဆုံးလွတ်လပ်မှုကိုငါရရှိခဲ့တယ်လို့တင်တို့တွေအားလုံးလည်းရရှိပြီးပြီအားလုံးဟာအနောင်ဘက်တွေကလွတ်မြောက်ခဲ့ကြပြီလို့ယဟန်တော်တွေကိုမိန့်ကြားတော်မူပြီးတဲ့အခါမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ဣတိပတနာမိဂရာဝံတောခိတခဏမြသတင်းသုံးပြီးတော့ဥရဝေလဘက်ကိုခီးထွက်တော်မူခဲ့တယ်ခီးထွက်တဲ့အခါမှာမိမိကိုယ်တိုင်ရဲ့ပင်ပန်းနှွမ်းနယ်မှုကိုထည့်သွင်းပြီးတော့မစင်စားဘူးမြည်သည့်ပုဂ္ဂိုလ်ရဲ့အကျိုးကိုဆောင်ရွက်ရမလဲလို့အမြဲတမ်းလောကကြီးကိုရှုစားပြီးတော့ဘလောက်ပဲဝေးဝေးဟောလို့ပြောလို့နားလည်မဲ့ဆိုတဲ့ပုဂ္ဂိုလ်မျိုးပေါ်ပေါက်လာလို့ရှိရင်ကိုယ်တိုင်သွားရောက်ပြီးတော့ဟောပြောဖို့ရဝန်မလေးဘူးဒါကြောင့်မို့ဥရဝေလကုန်းချောင်းလမ်းခရီးဖြင့်ဥရဝေလဘက်ကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ရှောက်လှမ်းတော်မူလာခဲ့တယ်။ဟုတ်ပါပါဗျာ။လမ်းခရီးမှာတောအုပ်ကြီးတစ်ခုတည်းရောက်လာလို့ခိတ္တခဏအပန်းဖြေတဲ့အနေဖြင့်တောအုပ်အတွင်းမှာရှိတဲ့တစ်တပင်ရင်းမှာမြတ်စွာဘုရားခိတ္တခဏထိုင်နေပြီးတော့အပန်းဖြေတယ်။အဲ့ဒီအချိန်မှာတောအုပ်ထဲမှာလှည့်လည်ပြီးတော့သွာလာနေကြတဲ့ကထဝက်ခီလို့အုပ်စုတစ်ခုဒီအုပ်စုကမင်းကြီးရဲ့တားတော်မင်းသားတွေပဲဖြစ်တယ်သူတို့ဟာလွတ်လွတ်လပ်နေခြင်းဤအတွက်ကြောင့်တိုင်းပြည်ရဲ့အာဏာကိုမရယူဘဲနဲ့လွတ်လပ်တော်ထဲမှာလေပတ်ပြီးပျော်ပျော်ပါးပါးနေကြတဲ့ပုဂ္ဂိုလ်တွေညီကို30ဒါကိုပတ္တဝကီညီနောင်3ချိတ်ဒီလိုပြောတာပတ္တနေရီကောသလမင်းကြီးနဲ့ညီကိုတော်ကြတဲ့ဒီမင်းသား30ဟာအသီးသီးမိမိအိမ်တောင်ဘက်အမျိုးသမီးတွေနဲ့သွားကြတယ်သို့တော်မင်းသားတယောက်ကလွတ်ဒီအတွက်ကြောင့်သူ့အတွက်ခိတ္တခဏအပျော်ဇနီးတဲ့တယောက်ကိုခေါ်ပြီးတော့တောထဲမှာလှည့်လည်ပြီးတော့သွားလာနေကြအဲ့ဒီအချိန်မှာသူတို့အမတ်တမဲ့ဖြစ်နေတဲ့အချိန်တတိမထားမိတဲ့အချိန်မှာမင်းသားတွေရဲ့တန်ဖိုးရှိတဲ့လက်ဝတ်တန်းစာအချုပ်အထုပ်ထုတ်ပြီးထားတဲ့အချိန်မှာအဲ့ဒီအမျိုးသမီးကအထုပ်ကိုယူပြီးတော့လစ်ထွက်သွားတယ်ပေါ့အဲ့ဒါနဲ့ဝိုင်းပြီးတော့လိုက်ရှာကြတာလိုက်ရှာကြတယ်လိုက်ရှာတဲ့အခါမြတ်စွာဘုရားထိုင်းနေတဲ့တစ်ပင်နာရောက်တော့အန်တိုင်းပေါ့ဘုရားထိုင်းနေတာမြင်တော့ဝင်ပြီးတော့မေးကြတယ်အရှင်ဘုရားဒီနာကအမျိုးသမီးတယောက်သွားတာများမြင်လိုက်ပါလားဆိုတော့မြတ်စွာဘုရားကလည်းသမီးကိုဘာအတွက်ရှားကြတာတုံးလို့မေးတော့ဒီလိုပဲဘုရားပစ္စည်းယူသွားလို့တပည့်တော်တို့လိုက်ရှားကြတယ်ဆိုတော့မြတ်စွာဘုရားကသူတို့လမ်းကြောင်းပြောင်းပေးတဲ့အနေနဲ့မင်းသားတို့အမျိုးသမီးရှားတာရဲ့ကိုရှားတာရဲ့ဒီရှားဝေခြင်းနှစ်ခုဟာဘယ်ဟာကပိုကောင်းလဲစဉ်းစားကြစမ်းအမျိုးသမီးတယောက်ကိုလိုက်ရှာနေတာနဲ့ကိုရှာတာဘယ်ဟာပိုကောင်းလဲလို့ထူးခြားတဲ့မေးခွန်းမေးလိုက်တဲ့အခါမှာဒီပုဂ္ဂိုလ်တွေကလည်းအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်သည့်အတွက်ကြောင့်ဟုတ်သားပဲမျိုးသမီးလိုက်ရှာနေလို့တို့ဘာအကျိုးရှိမှလဲကိုရှာတာဟာပိုတန်ဖိုးရှိတယ်
အဲ့ဒီမှာမြတ်စွာဘုရားကကိုဆိုတဲ့စကားလုံးကိုသုံးတဲ့အခါမှာယံအတ္တလံခဝေသေးယထာအတ္တဆိုတဲ့စကားလုံးကိုသုံးအဲ့လိုသုံးတာကိုအကြောင်းပြုပြီးတော့ဘုရားဘာသာကိုလေ့လာကြတဲ့နိုင်ငံခြားကပုဂ္ဂိုလ်အချို့ကအတ္တသူတို့ရဲ့အယူဆအတိုင်းဒီဝတ္ထုကိုထောက်ထားပြီးတော့မြတ်စွာဘုရားကအတ္တကိုရှာခိုင်းတာအတ္တမရှိဘူးအနတ္တလို့ဆိုတာဟာဘုရားဟောမဟုတ်ဘူးလို့သူတို့စိတ်ကူးနဲ့အနတ္တလက္ခဏာတုတ်ကိုပယ်ကြတာမျိုးတွေရှိတယ်ပေါ့မြတ်စွာဘုရားဆိုလိုတဲ့အတ္တဆိုတာဟာကိုဆိုတဲ့ကိုရည်ညွှန်းတာဆိုလိုတာကကိုကျိုးအတွက်ကိုရှိမဲ့အရာကိုရှာရင်မကောင်းဘူးလားလို့မြတ်စွာဘုရားကမိန့်ကြားဆိုရင်ဖြစ်တယ်ဗတ္တဝေခီမင်းသားတွေကတော့နားလည်လိုက်တယ်ဟုတ်တယ်တို့ဟာကိုမရှာဘဲနဲ့သူများကိုပဲရှားနေကြတာဒါမှားရွံ့တယ်လို့အသိဉာဏ်လူရလာတဲ့အခါအမှန်တိုင်းဖြေကြတယ်မမဗျာကိုရှာတာပိုကောင်းပါလေအေးအဲ့ဒါလို့ကိုရှာတာပိုကောင်းတယ်ဆိုလို့ရှိရင်ဒီနားမှာခဏထိုင်ရငါရှင်းပြမယ်လို့ဆိုပြီးမြတ်စွာဘုရားကဒီလောကသားတို့ရဲ့အကျိုးအတွက်ခရီးသွားရင်းမှာဗတ္တဝေကီမင်းသား30ကိုတရားဟောကြဟောတဲ့အခါမှာကိုရှာပုံရှာနည်းကိုဟောတဲ့အခါမှာမြတ်စွာဘုရားနံပါတ်1လူမှုဓမ္မှုဆိုတဲ့ဌာနကထာကိုဟောတယ်နံပါတ်2ကိုจิตသီလအရေးကြီးပုံသီလကထာကိုဟောတယ်နံပါတ်3အနာလည်းရှိမယ်သီလလည်းရှိမယ်ဆိုရင်နတ်ပြည်ဆိုတာမခဲရင်ဘူးနတ်ရွာသူဂတိရောက်နိုင်တယ်လူချမ်းသာတဲ့ပို့ပြီးတော့ချမ်းသာတဲ့နတ်ရွာသူဂတိကိုရောက်နိုင်တယ်လို့သက်ကကထာကိုဟောတယ်ဒါနသီလဆိုတဲ့အကြောင်းကြောင့်သက်ကဆိုတာကိုရောက်နိုင်တယ်သို့တော်လည်းကာမဂုဏ်အာယုန်တွေဆိုတာဟာကောင်းကျိုးမပေးဘူးလို့ဆိုပြီးကာမနာအာဒီနဝကထာဆိုတာကိုဟောတယ်အဲ့ဒီနောက်မှာကာမဂုဏ်အာယုန်တွေကနေပြီးကိုလူယုံထွက်နိုင်လို့ရှိရင်တော့ဒီလိုအကျိုးကျေးဇူးတွေရနိုင်တယ်လို့ဆိုပြီးစီကာစင်ကာစိတ်ဝင်စားဖွယ်ရာအနုပုပ္ပိကထာလို့ခေါ်တဲ့ဟောယုဟောစဉ်အတိုင်းမြတ်စွာဘုရားသူတို့ရဲ့စိတ်တွေစင်ကြဲလာအောင်အနုပုပ္ပိကထာဆိုတဲ့တရားရည်စဉ်နဲ့ဆေးကြောပေးလိုက်တဲ့အခါမှာစိတ်တွေအတ္တတွေဖြစ်လာကြတယ်အဲဒီလိုစိတ်တွေအတ္တတွေဖြစ်လာတဲ့အခါကျတော့မှသစ္စာ၄ပါးလို့ဆိုတော့မြတ်စွာဘုရားဟောကြားပေးတယ်အဲဒီလို၄ပါးဟောကြားလိုက်တဲ့အခါကာလမှာဒီဗတ္တဝဂီညီနောင်၃ကျိတ်တို့ဟာထူးခြားတဲ့ဓမ္မစက္ခုလို့ဆိုတဲ့ဓမ္မအမြင်ကိုရရှိပြီးတော့သွားကြတယ်ယံကိဉ္စိသမုဒယဓမ္မံသဗ္ဗန္တံនិရောဓဓမ္မဖြစ်ချင်းရှိသဘောရှိတဲ့အရာခတ်သိမ်းဟာပြည့်ချင်းသဘောရှိတာပဲလုံးဝချွင်းချက်မရှိသံတရားကင်းပြီးတော့သိမြင်သွားကြတယ်အဲ့ဒါလို့သိမြင်သွားတာနဲ့တပြိုင်နက်တို့တွေဟာကိုရှာဆိုတာဒီဓမ္မအမြင်ကိုရှာခြင်းပဲဖြစ်တယ်လို့သဘောပေါက်ပြီးတွေဒီနေရာမှာပဲမြတ်စွာဘုရားထံထူးထောက်ပြီးတော့ရှင်ဘုရားတို့ရှင်ဘုရားရဲ့သာသနာတော်မှာရှင်ယဟန်ဖြစ်ဝင်ရောက်ပြရစေပါလို့ဆိုတော့မြတ်စွာဘုရားကအေဟိဘိခောယဟန်တို့ဝင်လာခဲ့ကြသွားခါတို့ဓမ္မောဓမ္မကိုငါဟောတာမှန်မှန်ငါဟောထားတာဖြစ်တယ်စရထဗျမ္မစရိယဒုက္ခတာအန္တကိရိယာယဒုက္ခတွေအဆုံးသတ်ဖို့အတွက်အစရိယဆိုတဲ့မြတ်သောအကျင့်မဂ္ဂင်၈ပါးအကျင့်ကိုကျင့်ကြလို့ဒီစကားလိုက်တဲ့
သာသနာပေါင်းဝင်ခွင့်ပေးလိုက်တာအေဟိဘိက္ခုယဟန်အဖြစ်ခံယူလိုက်ကြတယ်ဒီလိုဆိုတာပေါ့နော်ဥရဝေလခရီးမှာပြောသလိုနေကြတဲ့ဘဒ္ဒဝေခိညီနောင်30မင်းသား30ကိုနားလည်သဘောပေါက်အောင်ဖော်ပြခြင်းသူတို့ရဲ့အကျိုးစီးပွားကိုမြတ်စွာဘုရားကျိုးပန်းအထောက်ရတော်မူခဲ့တယ်အဲ့တော့ဘဒ္ဒဝေကိညီနောင်3ကျိတ်ဟာတချို့ကသောတာပန်ဖြစ်တယ်တချို့ကသဂရကံတချို့ကအနာကံသို့တော်ယဟန္တာအဆင့်ထိရောက်တဲ့ပုဂ္ဂိုလ်တဦးမှမပါသေးဘူးအဲ့ဒီဘဒ္ဒဝေကိယဟန်တွေဟာသာသနာပေါ်ဝင်ရောက်ပြီးတဲ့အခါဒီတောထဲမှာပဲဆက်လက်ပြီးတော့နေထိုင်ကြဘုရားသခင်ကိုရောမြတ်ကတော့ဥရဝေလတောဘက်ကိုဆက်ပြီးတော့ခီးကြွသွားတယ်ဥရဝေလတောဘက်ဥရဝေလတောဆိုတာတစ်ချိန်တုန်းက6နှစ်ပတ်လုံးဒုက္ခရာစရိယာကျင့်ခဲ့တဲ့တောအဲ့ဒီထဲမှာတရားကျင့်တဲ့ပုဂ္ဂိုလ်တွေမြောက်များစွာရှိဘုရားလောင်းတာကျင့်ခဲ့တာမဟုတ်ဘူးတရားကျင့်တဲ့ပုဂ္ဂိုလ်တွေမြောက်များစွာရှိတယ်ဥရဝေလတောရောက်တဲ့အခါကျတော့ဥရဝေလတောထဲမှာတပြည့်ရတိအချမ်းရံနဲ့ဒီမိပူဇော်လောကမြအကုသိုလ်တွေကိုဆေးကြောပြီးရေချိုးပြီးဆေးကြောတန့်စင်ခြင်းဆိုတဲ့တပအကျင့်နေကျင့်နေတဲ့ဥရဝေလကတ္တဗလို့နာမည်ကြီးတဲ့ယသိကြီးတူလည်းရှိတယ်တခါသူ့ရဲ့ညီအရင်နေသရာမြစ်အကြီးမှာတပည့်300နဲ့အတူတူသူ့လိုပဲရစ်ပူဇော်ခြင်းရေချိုးတန့်စင်ပြီးအကုသိုလ်တွေကိုမျှောခြင်းဆိုတဲ့အလုပ်နဲ့တပအကျင့်ကိုကျင့်နေတယ်နတိကတ္တဗဆိုတာတခါခလလန်းခရာအနီးမှာနောက်ပါယတိ200နဲ့ရစ်ပူဇော်ခြင်းရေချိုးတန့်စင်ခြင်းဆိုတဲ့အလုပ်တွေနဲ့အကုသိုလ်ကင်းအောင်ဆိုပြီးတော့တပအကျင့်ကျင့်နေတယ်ညီငယ်ဆုံးဖြစ်တဲ့ခရာကတ္တဗဆိုတာလည်းရှိတယ်အဲ့တော့အလုံးပေါင်းလိုက်တဲ့အခါကျတော့ယသိ1000လို့ခေါ်တယ်ဥရဝေလတောအနီးပတ်ဝန်းကျင်မှာပဲယသိ1000ဟာသူတို့ယုံကြည်ရာအကျင့်တရားများကိုကျင့်ကြံကြိုးကိုအားထုတ်ပြီးတော့နေကြတာတဲ့မြတ်စွာဘုရားကပထမဆုံးဥရဝေလကတ္တဗယသိကြီးစီသွားတယ်သွားပြီးတော့တညတာတီးခိုခွင့်ဆိုပြီးတော့ဥရဝေလကတ္တဗယသိကြီးကိုခွင့်တောင်းတာကဘယ်နေရာမှာခွင့်တောင်းတော့လို့ဆိုတော့အဲ့ဒီယသိကြီးမီးပူဇော်တဲ့မိနတ်ကွန်းပေါ့အဲ့ဒီမိနတ်ကွန်းနေရာမှာတညတာလောက်တဲပြရစေလို့မြတ်စွာဘုရားကခွင့်တောင်းတယ်အဲ့လိုခွင့်တောင်းတဲ့အခါကျတော့ဥရဝေလယသိကြီးကကြိုးကြောင်ပြောပြတယ်မနေပါနဲ့တဲ့ဒီမှာဟောဒီမိပူဇော်တဲ့မိနတ်ကွန်တဲထဲမှာအင်တမစိတ်ပြင်းတဲ့နဂါးကြီးတကောင်ရှိနေတယ်အဲ့ဒီနဂါးကြီးကဒုက္ခပေးလိမ့်မယ်တဲ့ဒီထဲမနေပါနဲ့မနေချင်ပါနဲ့လို့ပြောမြတ်စွာဘုရားကထပ်ပြီးတော့ခွင့်တောင်းတယ်ဝန်မလေးဘူးဆိုရင်သူတညတာနေပြရစေပါလို့ထပ်ပြီးတော့တားမြစ်တယ်သူကစိတ်ပြင်းတဲ့နဂါးကြီးရှိလို့ဒါကြောင့်မို့လို့ပါသူ့အနေနဲ့တော့ဝန်မလေးပါဘူးမနေချင်ပါနဲ့လို့ညင်းဆိုတော့နောက်ဆုံးတော့မြတ်စွာဘုရားကဘယ်တော့ပဲအစိမ်ပြင်းပြင်းသူ့အတွက်အရေးမကြီးပါဘူးသူ့အတွက်အရေးမကြီးဘူးခွင့်သာပေးပါလို့ဆိုတော့အဲ့ဒါလို့ဆိုလို့ရှိရင်လေကိုယ်သဘောနဲ့ကိုယ်နေခြင်းနေပါတော့လို့ပေးလိုက်တော့မြတ်စွာဘုရားအဲ့ဒီမိနတ်ကိုပူဇော်တဲ့
meeting ကုတ်လို့လည်းခေါ်လို့ရတာပေါ့တော့မဟုတ်မီးနတ်ကွန်းလို့လည်းခေါ်လို့ရတယ်ရှင်းတော့ကအဲ့ထက်မဲ့မီးပူဇော်ကြတဲ့နေရာဌာနပေါ့မီးပူဇော်ရဲဆိုတာမီးကိုမွေးပြီးတော့မီးကိုထင်းနေပါတယ်နဲ့ထည့်ပြီးတောက်အောင်လုပ်ပြီးအဲ့ဒီထဲမှာထောပတ်ကလေးလောင်းထဲလိုက်မန္တန်ရွတ်လိုက်ထောပတ်လေးလောင်းထဲလိုက်စီကလေးလောင်းထဲလိုက်မန္တန်ရွတ်လိုက်အဲ့ဒီလိုမီးထဲမှာလောင်စာလေးတွေထည့်ပေးပြီးမန္တန်ရွတ်တာဒါကိုမီးနတ်ပူဇော်တယ်လို့ခေါ်တယ်ဒီကနေပြီးတော့ဗြဟ္မာကြီးနဲ့ဆက်သွယ်တဲ့သူတို့ယူဆပေါ့နော်အမ်တမယူတည်နဲ့သူတို့တလေးတစားလုံးလေးရှိကြတယ်မိနတ်ပူဇော်တဲ့မီတင်းကုတ်တဲမှာပဲတမဘဝင်စားပြီးတော့ငြိမ်ငြိမ်သက်သက်ထိုင်းနေတဲ့အချိန်မှာအစိတ်ပြင်းတဲ့နဂါးကြီးကမြတ်စွာဘုရားကိုလည်းမြင်ရောသူ့နေရာကိုစောစောကားကားဝင်လာရမလားလို့စိတ်အမတန်မှဆိုးတယ်စိတ်ဆိုးတာနဲ့နဂါးရဲ့အစွမ်းတကူနဲ့မိခိုးတွေအခိုးတွေစိတ်ခိုးတွေကိုလွတ်တယ်အဲ့လိုလွတ်တဲ့အခါမြတ်စွာဘုရားကအဋိဋ္ဌံနဲ့ဒီစိတ်ခိုးတွေသူ့ကိုမထိအောင်တကိုးနဲ့ကာကွယ်ထားပြီးတော့မြတ်စွာဘုရားကလည်းတေဇောကတိုင်းဝင်စားပြီးတဲ့အခါမှာအစိတ်ခိုးအပူငွေ့တွေလိုဟာမျိုးပြန်ပြီးတော့လွတ်လိုက်တဲ့အခါနောက်ဆုံးနဂါးကြီးဟာသူလွတ်တဲ့အစိတ်ခိုးတွေကမြတ်စွာဘုရားကိုမထိဘူးမြတ်စွာဘုရားလွတ်လိုက်တဲ့တေဇောဓာတ်မိလျံတွေကနဂါးရဲ့ခန္ဓာကိုယ်ကိုလာပြီးတော့ပူလောင်တဲ့အခါနောက်ဆုံးအရှုံးပေးပြီးတော့အညံ့ခံလိုက်ရတဲ့အနေအထားမျိုးရောက်သွားတယ်အဲ့တော့မြတ်စွာဘုရားဟာအလွန်အန္တရာယ်ကြီးတဲ့ဒီလိုအန္တရာယ်ရှိတဲ့နေရာထဲမှာဘာဖြစ်လို့ဝင်ပြီးတော့သတင်းသုံးရလဲတခြားသစ်ပင်တွေတခြားတောတွေရှိရတဲ့နဲ့ဘာဖြစ်လို့အခုလိုစိတ်ပြင်းတဲ့ငကားရှိတဲ့နေရာထဲမှာဝင်ရောက်ပြီးနေရတယ်လဲလို့ဆိုဥရဝေလကတ္တဝတို့ကိုစီယုံရေးဆင်းတဲ့အနေနဲ့မြတ်စွာဘုရားကဒီနေရာကိုရွေးချယ်တာတမင်သက်သက်ရွေးချယ်ပြီးတော့နေရတာအနေအမတမကြီးမားတဲ့နေရာရွေးချယ်ခြင်းဟာဥရဝေလကတ္တဝတို့ရဲ့စိတ်ဓာတ်ကိုဆွဲဆောင်နိုင်ဖို့အတွက်လုပ်တယ်လို့ဒီလိုတွက်လို့ရတယ်နော်လောကသားတို့အတွက်မြတ်ဗုဒ္ဓချိုးပန်းရတယ်ဆိုတာအန္တရာယ်တွေနဲ့ကြုံရင်လည်းကြုံမှာပဲအဲ့ဒီကြုံတဲ့အန္တရာယ်တွေကိုထပ်ပြီးတော့မတွက်ဘူးမြတ်စွာဘုရားမီတင်းကုတ်ထဲမှာဒီနဲ့ရင်ဆိုင်တွေ့ပြီးတော့အန္တရာယ်ကိုဖြေရှင်းလိုက်တဲ့အခါယသိတွေကတော့တညာလုံးအဲ့ဒီမီတင်းကုတ်ထဲကမီးအောင်လေးတပြောင်ပြောင်တောင်းနေတော့ယဟန်ဂေါရမတော့ရုပ်ရည်ရူပကာယအမတန်ချောမောလှပတဲ့ယဟန်ဂေါရမမနဲ့ကြရင်တော့ပြာဖြစ်နေရောပေါ့လို့စိုးရိမ်တကြီးနဲ့ကြည့်ကြတယ်မနဲ့လဲမိုးလင်းရောလာတဲ့အခါကျတော့မြတ်စွာဘုရားကထိုင်ရဲ့ဘာမှမဖြစ်ဖဲတွေ့တော့သူတို့တန်တော်ဖြစ်သွားတယ်အဲ့လိုတန်တော်ဖြစ်တဲ့အခါမှာမြတ်စွာဘုရားကဥရဝေလကတ္တဝယသိကိုပြတယ်ဒီမဲ့မီတင်းကုတ်ကြီးကိုလွှမ်းမိုးပြီးတော့မီးပူဇော်တဲ့နေရာမှာဝင်ရောက်ပြီးတော့စိုးမိုးချဲလဲနေတဲ့နဂါးကြီးကဟောဒီမှာလို့ဆိုပြီးတပိတ်ထဲထည့်ထားတဲ့မွေလေးတစ်ကောင်ပြလိုက်တာပေါ့အဲ့ဒီကြတော့အစိတ်တောင်မရှိတဲ့မွေကလေးဖြစ်နေတယ်ပေါ့နော်အဲ့ဒီအချိန်မှာဥရဝေလကတ္တဝအမှုရှိတဲ့ယသိတွေဟာမြတ်စွာဘုရားပေါ်မှာသိပ်ပြီးတော့အထင်ကြီးသွားကြတယ်ဒါစီယုံရေးတစ်ခုပဲပေါ့အထင်ကြီးမှုလေးစားမှုမရှိရင်ဘုရားဟောတဲ့တရားဘယ်လိုလုပ်နာမလဲလောကလူတွေကအထင်ကြီးမှုလေးစားမှုပေါ်မှာအခြေခံပြီးတော့သူ့ရဲ့အဆုံးအမကိုလိုက်နာကြတာဒါလည်းလိုအပ်ချက်တစ်ခုရာစီယုံရေးအတွက်အရေးပါတဲ့အကြောင်းတစ်ခုပဲလို့ဒီလိုသတ်မှတ်ရအဲ့ဒီမှာဥရဝေလကတ္တဝရဲ့စိတ်ထဲမှာဘယ်လိုဖြစ်တော့တကူကြည့်လိုက်တာတို့တောင်မထိရဲမတို့ရဲတဲ့ငကားလိမ္မာရင်ကျေးအောင်သူဆုံးမနိုင်ပါပေတယ်ရဟန်းဂေါရမတိတ်တကူကြည့်တာပဲဒါပေမဲ့လို့ငါလိုတော့ယဟန္တာမဟုတ်သေးဘူးလို့သူစိတ်ထဲမှာဒီလိုဖြစ်တယ်
အဲ့တော့မြတ်စွာဘုရားကအခုလိုအန္တရာယ်ကြီးမားတဲ့နေရာမှာအန္တရာယ်ကိုချုပ်ကင်ထားပြီးတော့သတင်းသုံးနိုင်တာကိုသူသိအထင်ကြီးသွားပြီးတော့အရှင်ဂေါရမဒီမှာပျော်သလောက်နေပါတဲ့စွမ်းကွမ်းသူတာဝန်ယူပါမယ်ဒါတိုးတက်မှုတစ်ခုပဲပေါ့အနုဝဆိုဂယုတော်ဆိုင်မှာမဟုတ်ဘူးလေမြတ်စွာဘုရားရဲ့အစွမ်းတကူကိုစပြီးတော့သိတဲ့အခါကျတော့အရှင်ဂေါရမဒီမှာပျော်သလောက်နေပါတဲ့အမြဲတမ်းဆုံးဖို့သူတာဝန်ယူပါမယ်ဆိုတော့မြတ်စွာဘုရားကအဲ့ဒီမှာဆက်ပြီးတော့သတင်းသုံးတာညရောက်တဲ့အခါကျတော့မြတ်စွာဘုရားသတင်းသုံးတဲ့နေရာမှာဝင်းဝင်းလက်လက်အယောင်ကြီးတွေဟာတောက်ပပတာကိုသူတို့မြင်ရတယ်အရက်လေးမျက်နှာကဝင်းလက်တောက်ပတဲ့အယောင်ကြီးတွေနဲ့မြတ်စွာဘုရားသတင်းသုံးတဲ့နေရာကိုရှောက်ရှိလာကြတာတွေကိုမြင်တော့တအံ့တော်ညကကြည့်မနေ့မိုးလင်းတဲ့အခါမြတ်စွာဘုရားထံဆွမ်းစားသွားပင့်ရင်မေးတယ်ညကဒီမှာအရက်လေးမျက်နှာဘက်ကအလင်းရောင်ကြီးတွေလာနေတယ်အဲ့ဒါဘာတွေလဲလို့မေးတော့မြတ်စွာဘုရားကမဟုတ်ဘူးတဲ့စတုမာရနမင်းကြီး၄ယောက်ဟာတရားနာဖို့တရားမေးဖို့ညတကောင်ငါစီလာကြတာလို့ဆိုတော့ဟောတအံ့တော်သူမှာစိတ်ထဲမှာပို့ပြီးတော့လေးစားသွားတယ်။အော်ရဟန်းတော်မတကူကြည့်လိုက်တာဒါပေမဲ့ငါလိုတော့ရဟန္တာမဟုတ်သေးဘူးလို့ဒီတွေးရတော့သူ့မှာအမြဲတမ်းတွေးနေတာသူ့ကိုယ်သူရဟန္တာလို့ထင်နေတာရဟန်းတော်မတကူကြည့်ပါပြီတဲ့။အမတမတကူကြည့်တဲ့နမင်းကြီး၄ယောက်တောင်ရဟန်းတော်မစီတရားနာလာရတယ်ဆိုတော့အတော့ကိုတကူကြည့်တဲ့ရဟန်းပဲလို့စိတ်ထဲမှာဒီလိုလေးစားမှုတွေပို့ပြီးတော့တက်လာနောက်တည့်ရကြတော့တခါဘာတွေ့ရပြန်တော့ဆိုအမတမပို့ပြီးတော့လင်းနဲ့အလင်းရောင်ကြီးတစ်ခုဟာရသော်ဘုရားသတင်းသုံးတဲ့ဘက်ကိုညအခါမှာရောက်ရှိလာတာကိုသူတွေ့လိုက်ရတယ်အဲ့ဒါလို့တွေ့လိုက်ရတော့နန်းနေမိုးတော့အလင်းရောက်တဲ့အခါဆွမ်းသားလာပြင်ရင်မေးပြန်တယ်ညတုန်းကအရှင်ဂေါရမသတင်းသုံးတဲ့နေရာအမတမတောက်ပါတဲ့အလင်းရောင်ကြီးတစ်ခုအလင်းတန်းကြီးတစ်ခုရောက်လာတာကိုတွေ့လိုက်ရတယ်အဲ့ဒါဘာလဲလို့မေးတော့တာဝရိန္ဒနတ်ပြည်ကတရားမင်းကြီးကတရားနာခြင်းလို့ငါစီကိုလာတာတဲ့ဆိုတော့အော်တကူကြီးတဲ့တရားကတော့ရှင်ဂေါရမစီလာစိတ်ကရပါပြီတဲ့လို့ဟောအမတမအော်ပြီးဒါပေမဲ့ငါလိုတော့ရဟန္တာမဟုတ်သေးပါဘူးဒီတွေးနဲ့တခါနေပြန်တယ်အဲ့ဒီကနေပြီးနောက်တည့်ကြတော့တခါအရင်တော့ကရှေ့ပိုင်းမှာတွေးတဲ့အလင်းရောင်တွေတဲ့ပို့ပြီးတော့လင်းတဲ့လင်းအားကောင်းတဲ့အလင်းရောင်ကြီးတစ်ခုဟာတတော်လုံးတစ်ထောင်လုံးထိန်လင်းသွားလောက်အောင်အလင်းရောင်ကြီးတစ်ခုရသော်ဘုရားသတင်းသုံးတဲ့နေရာကိုဗဟိုပြုပြီးတော့ဖြစ်ပေါ်လာဥရဝေလကတ္တဗယတိကြီးဟာအော်ထိတ်လန့်ပြီးနတ်နဲ့မိုးတော့လင်းရောက်တဲ့အခါရသော်ဘုရားထံလာရောက်ပြီးညကအလင်းရောင်ကြီးကပူပြီးတော့လင်းတယ်။ဘာများပါလဲလို့ဆိုတော့ညကတဲ့ငါစီကိုတဟံပတိဗြဟ္မာကြီးတရားနာဖို့ရောက်လာတာတဲ့ဗြဟ္မာကြီးကိုယ်တိုင်လာတရားနာတယ်ဆိုတော့အော်တယ်တကူကြီးပါပဲတဲ့ဆိုပြီးဒီကိစ္စတွေဟာမြတ်စွာဘုရားကဥရဝေလကတ္တဗရဲ့ဒီတရားဓမ္မသိဖို့ရာအတွက်သူ့ကိုဆွဲဆောင်စီယုံမှုပဲဖြစ်တယ်ပေါ့ဒါတွေကိုသိရသည့်အတွက်ကြောင့်ဥရဝေလကတ္တဗရဲ့စိတ်ဟာမြတ်စွာဘုရားဘက်ကိုပို့ပြီးတော့ညွတ်လာတယ်အကယ်၍သာအစွမ်းတကူကိုမသိဘူးဆိုလို့ရှိရင်ဘုရားဟောတဲ့တရားကိုနားထောင်မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုရင်အင်္ဂါတိုင်းမကရတိုင်းမှာဒီနှစ်တိုင်းမှာသူကတကယ်ဆရာကြီးလေဘယ်သူမှပို့မထားတဲ့သူတွေကြီးတဲ့လူမရှိဘူးအဲ့ဒီလိုပုဂ္ဂိုလ်မျိုးဆိုတာသူတို့တွေတာတဲ့အရေးချင်းတွေတွေ့မှသာလဲတပိခံမှာပေါ့အလို့ဆိုပဲတပိခံမလဲအဲ့ဒီလိုနေရင်ကနေပြီးမြတ်စွာဘုရားဟာသူအံ့ဩလောက်တဲ့အနေအထားမျိုးတွေဘယ်လောက်ထိအောင်ကြုံတွေ့တယ်လဲဘယ်လောက်ထိအောင်သူအံ့ဩရတဲ့မြတ်စွာဘုရားရဲ့ဒီအစွမ်းတကူတွေကိုသူတတိထားမိတယ်လဲလို့ဆိုရင်တကူပြာတိဟာပေါင်းဥရဝေလတောမှာမြတ်စွာဘုရားဟာအကျဉ်1500လောက်ပြရတယ်တဲ့
မထင်မှတ်ပဲနဲ့အချိန်ပေါင်း1500လောက်ထိအောင်မြတ်စွာဘုရားသူတို့စီယုံရေးအတွက်အဲ့တော့ဘုရားရောက်လာတာဟာတရင်ကျွလို့တဆောင်မုံနှစ်တော်ပြာသူဆိုတဲ့3လတိတိဥရဝေလကတ္တမတို့စီနေပြီးတော့မြတ်စွာဘုရားဟာစီယုံရတာလွယ်လွယ်ကူကူနဲ့သူတို့တရားဟောဖို့အတွက်လွယ်လွယ်ကူကူနဲ့ကောက်ဟောလို့ရတာမဟုတ်ဘူးအချိန်ဆိုတာလည်းရှိသေးတယ်အချိန်ခါကိုစောင့်ဆိုင်ပြီးတော့မြတ်စွာဘုရားသူ့ရဲ့စိတ်ကိုဆွဲဆောင်နေရတာစီယုံရေးလို့ခေါ်တယ်ပေါ့ဒါဘယ်သူအတွက်စီယုံတာတော့လို့ဆိုမြတ်စွာဘုရားတခါတော့ဟောတယ်ငါရဲ့တပည့်လို့ဆိုပြီးတပည့်တွေဖြစ်ဖို့အတွက်ငါတရားဟောတာမဟုတ်ဘူးတဲ့ငါသိတယ်လို့သိပါစေငါလွတ်မြောက်တယ်လို့လွတ်မြောက်ပါစေငါတန်တရားကထွက်ရတယ်လို့သူတို့လည်းထွက်ရပါစေဆိုတဲ့ဒီစိတ်ဓာတ်နဲ့ငါတရားဟောတာတဲ့ငါရဲ့ဒီစီယုံမှုကငါတပည့်ပရိသတ်များဖို့အတွက်ငါလှုပ်တာမဟုတ်ဘူးပွင့်လင်းပဲဒီလိုမိန့်ကြားခဲ့တာရှိတယ်ပေါ့အဲ့တော့ဥရဝေလကတ္တဗအမှုရှိတဲ့ယသိတွေရဲ့အကျိုးအတွက်မြတ်စွာဘုရားဟာဆင်းရဲပင်ပန်းမှုတွေကိုခံပြီးတော့အချိန်3လကြာအောင်စောင့်ဆိုင်တော်မူခဲ့တယ်အဲ့ဒါတို့စောင့်ဆိုင်ပြီးတော့နေတဲ့အခါမှာယသိတွေကဆောင်းရာသီရောက်ပြီဆိုရင်အလွန်အေးပြီဆိုတဲ့အချိန်မှာသူတို့တဏ္ဍာမှာရှိတဲ့အကုသိုလ်တွေကိုမျောဖို့ဆိုပြီးတော့အလွန်အေးတဲ့အချိန်မှာနေရင်စရာမြစ်ထဲမှာရေဆင်းချိုးကြတယ်ခိုက်တုံးနေအောင်ရေချိုးကြတယ်ရေချိုးပြီးတဲ့အခါကျတော့အေးလုံးမကအေးတဲ့အခါဘာလုပ်ကြတော့ဆိုမီးလှုံကြတာအဲ့ဒီမှာမီးမွေးလို့မရဘူးမီးမွေးဖို့အခက်ခဲတွေကျုံနေတယ်ကျုံနေတော့မြတ်စွာဘုရားကမီးမွေးပေးတယ်နော်တခါမိဆိုင်เสียထင်းနေမပြည့်မစုံဖြစ်တဲ့အခါကျတော့မြတ်စွာဘုရားကထင်းခွဲပေးတယ်ပေါက်ဆိုင်ကြီးကင်ပြီးတော့ခွဲတယ်လို့တော့မအောင်မိနဲ့ပေါ့မြတ်စွာဘုရားကသူတို့ကိုကူညီပေးတာထင်းလဲခွဲပေးတယ်မီးလဲမှုေးပေးတယ်ရသေးတွေဒီရေချိုးပြီးတဲ့အခါမီးလုံဖို့ဆိုတာမြတ်စွာဘုရားရဲ့အစွမ်းတကူနဲ့ဒီမှာမီးလုံစရာလည်းရတယ်အဲ့ဒီမီးတွေငြိမ့်လို့မရတဲ့အခါလဲမြတ်စွာဘုရားကမီးငြိမ့်အောင်လုပ်ပေးရတယ်အဲ့ဒါလို့စွမ်းတကူပေါင်းမြတ်စွာဘုရားဟာဥရဝေလကတ္တဗတို့စွမ်းတကူပေါင်းပြတာ1500ကျော်တယ်တဲ့3လတိတိအဲ့ဒီမှာစီယုံလိုက်တာနောက်ဆုံးကြတော့သူကအမြဲတမ်းသူ့ကိုယ်သူယဟန္တာလို့ထင်တယ်ဖရာတကူကြီးတာကိုတော့သူလက်ခံတယ်အဲ့ဒါလို့လက်ခံတော့လဲမြတ်စွာဘုရားကိုယဟန္တာလို့ကိလေသာအသောကင်းစင်တဲ့ပုဂ္ဂိုလ်အဖြစ်သူလက်မခံဘူးဒီနေ့ကျတော့မြတ်စွာဘုရားက3လပြည့်လာတဲ့အချိန်မှာသူ့ရဲ့ရင့်ကျက်လာတဲ့အနေအထားကိုကြည့်ပြီးတော့တိုက်ရိုက်ပဲစကားပြောတော့တာဘယ်လိုပြောတော့တော့ဥရဝေလယသိကြီးကိုမြတ်စွာဘုရားကသင်ဟာယဟန္တာလည်းမဟုတ်ဘူးတဲ့ယဟန္တာဖြစ်လောက်တဲ့အကျင့်တောင်သင်မှာမရှိဘူးဒီစကားကိုမြတ်စွာဘုရားတိတိပပမိန့်ကြားလိုက်တဲ့အခါမှာသူတံဝေခတွေရသွားတယ်ငါယဟန္တာမဟုတ်ဘူးတဲ့ငါမှလည်းယဟန္တာဖြစ်နိုင်တဲ့အကျင့်လည်းမရှိဘူးလို့ဘယ်လိုလုပ်ယဟန္တာဖြစ်မှလဲလို့မြတ်စွာဘုရားမိန့်ကြားလိုက်တဲ့အခါမှာသူအံ့ဩထိတ်လန့်သွားပြီးတော့သူ့ရဲ့အပြစ်ကိုဝန်ချပြီးမြတ်စွာဘုရားထံယဟန်ဖြစ်ခံယူလိုက်တယ်အဲ့ဒါလို့ခံယူတဲ့အခါမှာသူကယသိ900ကိုအုပ်ချုပ်တဲ့ဆရာကြီးဆိုတော့သူ့နောက်လိုက်ယသိတွေကိုပြောတယ်ငါတော့ယဟန်ဂေါရမရဲ့တပည့်ခံတော့ပဲမင်းတို့ဘယ်လိုသဘောထားကြလဲလို့ဆိုတော့သူ့တပည့်ယသိတွေကကြာပါပြီတဲ့ဖရာတပည့်ခံဖို့သူတို့စိတ်ဝင်စားနေတာဆရာကြီးကဘာမှမလှုပ်သေးလို့ပါတဲ့ဆိုတော့အားလုံး900လုံးဟာမြတ်စွာဘုရားတပည့်ဖြစ်ခံယူလိုက်ကြတယ်ယသိတွေဝတ်ဆင်တဲ့အဝတ်တွေအားလုံးနေရင်စရာမြေကြော်မျောလိုက်ကြတယ်မျောလိုက်တဲ့အခါမျောသွားတော့
နတိကတ္တမတို့ရေချိုးတဲ့စီရောက်သွားတော့သူ့အကိုတွေအသုံးပြုတဲ့မီးပုတ်ခုံတို့ပုတ်ကြီးတို့ရသေးတွေမီးပူဇော်တဲ့နေရာသုံးတာတွေတို့ဒါတွေတခုမှအသုံးဝင်တော့ဘူးဆိုရေထဲမျောလိုက်ကြတာကိုစံจิตတွေတို့အဲ့ဒါတွေမျောလိုက်တာကိုမြင်လိုက်တဲ့အခါကျတော့နတိကတ္တမကစိုးရင်စိတ်ပေါက်သွားတာအော်ငါကိုနဲ့တပည့်ဘာများဖြစ်ကုန်ကြလဲအနေရောမဖြစ်ပါစေနဲ့ဆိုချက်ချင်းလိုက်လာတယ်လိုက်လာတဲ့အခါဒီရောက်တော့သူ့ကိုကြီးကကရုံတုံးပြီးတော့ရဟန်းဖြစ်နေတာကိုမြင်တယ်မြင်တော့မှသူကမေးတယ်ဒါပိုကောင်းလို့လားဆိုတော့ဟုတ်တယ်ဒါပိုကောင်းတယ်ပိုကောင်းတယ်ဆိုတော့သူလည်းပဲသူ့ကိုနောက်လိုက်လုံပဲဆိုပြီးတော့ရသေးအသွင်တွေဖြောက်ပြီးတော့ဘုရားရဲ့တပည့်အဖြစ်ခံယူလိုက်တယ်တခါသူကလည်းစံจิตတွေရောမိပူဇော်တာတွေရောအကုန်လုံးရေထဲမျောချလိုက်တဲ့အခါကျတော့အဲ့ဒါတွေကအောက်အခြေမှာနေတဲ့ညီငယ်ခရာကတ္တဗသွားတွေ့တော့ဟာငါအကိုတွေတော့ဒုက္ခရောက်ကုန်ပြီထင်တယ်ဆိုပြီးတော့ချက်ချင်းလိုက်လာတယ်ဒီရောက်တဲ့အခါကျတော့အားလုံးခေါင်းပြောင်ပြီးတော့ယဟန်ဖြစ်နေကြတာမြင်တော့ဒါကပိုကောင်းသလားအေးကောင်းတယ်ဒါကပိုကောင်းလို့ငါဒီဘဝကိုပြောင်းတယ်ဆိုတော့သူလည်းပြောင်းမယ်အကိုတွေရဲ့လှုပ်တဲ့လမ်းကြောင်းကိုသူလိုက်လိုက်တာပေါ့အဲ့ဒါလို့ညီကိုတွေအားလုံးတပည့်ပရိသတ်နဲ့တကွာယသိတထောင်ဟာမြတ်စွာဘုရားရဲ့တပည့်အဖြစ်ခံယူကြတယ်အဲ့တော့မြတ်စွာဘုရားဟာနေရင်စရာမြေကမ်းနားကနေပြီးတော့တပည့်ဖြစ်တဲ့ယသိဟောင်းယသိဘဝကလာကြတဲ့တပည့်ယဟန်တထောင်ကိုခေါ်ပြီးတော့ဘယ်သွားတော့ဆိုခရာတိတဆိုတဲ့နေရာကိုကြွသွားတယ်ခရာတိတရောက်တဲ့အခါကျတော့အာဒိဋ္ဌပရိယာယတုတ်ကိုဟောတယ်ဘာဖြစ်လို့ဒီတရားကိုရွေးချယ်တယ်လဲလို့ဆိုရင်သူတို့ကမီးပူဇော်တာမီးနဲ့အမြဲတမ်းအလုံးလုံးနေတော့သူတို့စိတ်ထဲမှာမီးရဲ့သဘာဝကိုသိရှိနေကြတော့မြတ်စွာဘုရားကအဲ့ဒီမီးတဲ့အရေးကြီးတဲ့မီးတွေသင်တို့မှာရှိနေတယ်ဆိုပြီးတော့ရာဂမီးဒေါသမီးမောဟမီးဇာတိစရာဗျာတိမရဏတောကပရိဒေဝဒုက္ခဒေါမနတဥပါယတလို့ဆိုတဲ့17မီးအဲ့ဒီ17မီးသောမီးတွေညှိမ့်ဖို့ရာကိုအရေးကြီးတယ်ဆိုတာကိုမြတ်စွာဘုရားကအာရိတ္တပရိယာယသုတ်ရှင်းလင်းဟောလိုက်တဲ့အခါဒီသုတ်တန်လည်းဟောပြီးရောယသိတထောင်ဟာတရားဓုတရားမြတ်ကိုရရှိပြီးတော့သွားကြတယ်အဲ့ဒီကြိုးပမ်းမှုတွေအားလုံးဟာလောကသားတို့ရဲ့အတွက်မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်ပဲဖြစ်တယ်ပေါ့ယသိတထောင်ဥရဝေလကတ္တဗတို့လမ်းကြောင်းမှန်ပေါ်ရောက်လာကြတယ်အကယ်၍သာသူတို့ဆက်လက်ပြီးတော့သူတို့အကျင့်တိုင်းဆက်ပြီးတော့ကျင့်သွားမယ်ဆိုရင်ဘာတစ်ခုမှမရတဲ့အပြင်ကိုယ်ဆင်းရဲမှုဆိုတဲ့အတ္တကိလေသာဒုယောဂနဲ့အစင်မသိရင်အပင်ငရဲတောင်ကြာကြမဲ့ပုံကိုယ်တွေကြီးပဲအဲ့ဒါကိုမြတ်စွာဘုရားကကဲတင်လိုက်နိုင်တယ်ပေါ့လောကသားတို့အတွက်မြတ်စွာဘုရားရဲ့ကြိုးပမ်းအထောက်မှုတစ်ခုပဲအဲ့ဒါလို့ဥရဝေလကတ္တဗအမှုပြုတဲ့ယသိဘဝကပြောင်းလာတဲ့ယဟန်တထောင်ခေါ်ပြီးတော့မြတ်စွာဘုရားခရာတိတဘက်ကနေပြီးတော့ဘယ်ဘက်ကိုခရီးထွက်သွားတော့လို့ဆိုတော့ရာဇဂိုပြည်ဘက်ကိုခရီးထွက်လာခဲ့တယ်ရာဇဂိုမြို့နဲ့သုံးကဝုတ်ဒီ6မိုင်လောက်ခက်လန်းလန်းမှရှိတယ်ထန်းတော်ဥယျာဉ်တွေကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ခိတ္တခဏဝင်ရောက်ပြီးတော့သတင်းသုံးတယ်အဲ့ဒါလို့သတင်းသုံးနေတဲ့အချိန်မှာဒီအချိန်မှာမြတ်စွာဘုရားရဲ့သတင်းဟာအမြဲတမ်းကြီးမားနေတယ်ပေါ့အမြဲတမ်းကြီးမားနေတယ်အနေနဲ့ရက်မှာပြန့်နှံ့နေတယ်တာဂဝေမင်းသားဘဝကနေပြီးတော့ယဟန်ပြုလာတဲ့တာဂဝေလူမျိုးကနေပြီးတော့တောထွက်ပြီးတော့ယဟန်ဟောလာတဲ့ယဟန်ဂေါရမဟာအမြဲတမ်းထူးခြားတဲ့အရေးချင်းတွေနဲ့ပြည့်စုံတယ်တကယ်ကိုလောကမှာယဟန္တာအစစ်ဖြစ်တယ်ဒီလိုယဟန္တာအစစ်ဖြစ်ဖို့သူကိုယ်တိုင်တရားဓုတရားမြတ်တွေကိုကိုယ်ပိုင်ဉာဏ်နဲ့သိတယ်အရဟံသမ္မာသမ္ဗုဒ္ဓောဆိုဂုဏ်အရေးချင်းတွေပေါ့အဲ့ဒါလို့ကိုယ်တိုင်သိနိုင်လောက်အောင်သူဟာအကျင့်နဲ့အ
တိညာဉ်နဲ့ပြည့်စုံတဲ့ဝိဇ္ဇာစရဏတမ္ပနောမှန်ကန်တဲ့လမ်းကြောင်းအတိုင်းကျင့်ကြံကြိုးကုပ်အားထုတ်လို့လမ်းဆုံးထိအောင်ရောက်သွားပြီးသားဖြစ်တဲ့အောင်မြင်ပေါက်ရောက်ပြီးသူဖြစ်တဲ့သူကတော်လောကအကြောင်းကိုအမှန်တကယ်ကိုယ်တိုင်သိတော်မူတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့လောကဝိတုလောကအကြောင်းကိုသိသည့်အတွက်ကြောင့်တရားတွေကိုဆုံးမတဲ့နေရာမှာတော့သူ့တဲ့တာတဲ့ပုဂ္ဂိုလ်မရှိဘူးတဲ့အမတမထူးချွန်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အနုတ္တရောပုရိသဓမ္မသာရတိအဲ့ဒါလို့ဆုံးမတတ်လို့ပဲလူသားတွေနတ်တွေရဲ့ဆရာတဆူကြီးဖြစ်တယ်ဒါကြောင့်မို့တထာဒေဝမနုဿာသိအောင်ပြောပြတတ်တယ်အမှန်တရားတွေကိုကိုယ်တိုင်သိုံသာမကတရားတွေသိအောင်နားလည်အောင်ဟောတတ်လို့ဗုဒ္ဓဆိုတဲ့အရေးချင်းနဲ့လည်းပြည့်စုံတယ်ရုပ်ရည်အစင်းကလည်းအမြဲတမ်းစက်တည်ရှိတဲ့ရုပ်ရည်မျိုးဖြစ်သောကြောင့်ဘဂဝါလေးစားတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ဆိုတဲ့သတင်းဟာအဲ့ဒီနဲ့အနှံ့ပြောရမယ်ဆိုရင်လူတွေရဲ့အတိုင်းဝိုင်းနတ်တွေရဲ့အတိုင်းဝိုင်းမြမာတွေရဲ့အတိုင်းဝိုင်းထီအောင်အကုန်လုံးဟာဒီသတင်းဟာပြန့်နှံ့မိတာဖြစ်နေတယ်အဲ့တော့ပြန့်နှံ့နေတဲ့သတင်းရာလတ္ထိဝနလို့ခေါ်တဲ့ထံတော်ဥယျာဉ်ထဲမှာရသော်ဗျာအမှုပြုတဲ့ယဟန်တစ်ထောင်ရောက်နေတယ်ဆိုတဲ့သတင်းဟာရာဇဂိုမြို့တစ်မြို့လုံးကိုလွှမ်းခြုံသွားတဲ့သတင်းတစ်ခုပဲဖြစ်တယ်ဒါကြောင့်မို့ရာဇဂိုမြို့အုပ်စိုးနေတဲ့ဗိမိတာရမင်းကြီးဟာငကိုယ်ကလေးကတရားတရားရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဖယားနဲ့ယဟန်တွေထံတော်ဥယျာဉ်နဲ့ရောက်နေတယ်လို့ဆိုတဲ့သတင်းကြားတာနဲ့ပဲတိုင်းလူပြည်သားတွေကဇမနဂါပတိကလို့ခေါ်တဲ့ဇမနလူမျိုးတွေအယောင်းဝယ်နဲ့အသက်မွေးကြတဲ့ဂါပတိတွေအားလုံးဒီ1,200,000အရေးအတွက်1,200,000ရှိတဲ့ပုဂ္ဂိုလ်တွေအချမ်းရံနဲ့ဗိမိတာရမင်းကြီးဟာမြတ်စွာဘုရားကိုလာရောက်ပြီးတော့တွေ့ဆုံတယ်ပေါ့အဲ့ဒါလို့တွေ့ဆုံတဲ့အချိန်မှာမြတ်စွာဘုရားကသူတို့နဲ့တန်တဲ့တရားကိုဟောတယ်ဆိုတော့ဘာတွေဟောတော့ဆိုဒါနကထာဒါနအကြောင်းဟောပြောတယ်ဒါနကထာဟာဒီလူမှုတမ်းမှုဆိုတာလူတွေမှာလုပ်ဖို့ရလွယ်ကူတယ်ပေါ့ဒါကြောင့်မို့လို့လွယ်ကူမှုကနေစပြီးတော့အမြဲတမ်းအကျိုးရှိတဲ့အလုပ်ဖြစ်တယ်ဆိုတာကိုဒါနကထာနဲ့ဟောပြီးဒါနရဲ့အကျိုးကျေးဇူးတွေကိုဖော်ပြတယ်အဲ့ဒီဒါနလုပ်တဲ့အခါမှာကိုချင်းတရားကောင်းမှုလိုအပ်တယ်ဆိုပြီးသီလကထာဒါနနဲ့သီလပြည့်စုံရင်နတ်ပြည်ဆိုတာမခက်ဘူးလို့ဆိုတဲ့တက်ကကထာနတ်ပြည်ရဲ့ချမ်းသာမှုဒီ၃မျိုးနဲ့စိတ်ဓာတ်တွေအတ္တတရောဖြစ်လာအောင်ဟောပြီးတဲ့အခါမှာကာမဂုဏ်အာယုန်တွေရဲ့အပြစ်ကိုဟောပြီးကာမဂုဏ်အာယုန်တွေကိုစွန့်ပယ်လိုက်ရင်ကြီးတဲ့မကကြီးမားတဲ့အကျိုးကျေးဇူးရနိုင်တယ်ဆိုတာကိုမိမောင်းထိုးပြလိုက်တဲ့အခါကျတော့ကာမဂုဏ်အာယုန်တွေကိုစွန့်ပယ်လို့တဲ့စိတ်ဓာတ်တွေဟာပြင်းထန်လာကြတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကဒုက္ခသမုဒယនិရောဓမဂ္ဂလို့ဆိုတဲ့သစ္စာ၄ပါးဆိုတာရှင်းလင်းဖော်ပြတယ်ဥပမာပါနဲ့တူလို့ဆိုရင်အဝတ်ကလေးတစ်ခုဆေးအောင်ဆိုးခြင်းလို့ရှိရင်တောက်တောက်ပြောင်ပြောင်အရာရဖို့အယောင်ရဖို့အတွက်ရှေးဥစွာဒီအဝတ်ကိုတန့်စင်အောင်ဖွက်ရတယ်ဖွက်ပြီးတဲ့အခါမှာကိုလိုတဲ့အယောင်ကိုဆိုးတယ်လို့ပဲတဲ့မြတ်စွာဘုရားတရားရရဲ့စိတ်တရားနာပုဂ္ဂိုလ်ရဲ့စိတ်တန့်စင်သွားအောင်ဒါနကထာစိတ်ပါလာအောင်ဟောတယ်သီလကထာစိတ်ပါလာအောင်ဟောတယ်ဧတက္ကကထာစိတ်ပါလာအောင်ဟောတယ်ပြီးပြီဆိုတဲ့အခါကျတော့ကာမဂုဏ်အာယုန်ရဲ့အပြစ်ကိုထောက်ပြတယ်ကာမဂုဏ်အာယုန်တွေကရှောင်ရှားထွက်ခွာသွားလို့ရှင်ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်တယ်ဆိုတာကိုထောက်ပြတယ်နောက်ဆုံးမှာစိတ်တွေဟာအတ္တတေရောဖြစ်လာတဲ့အခါကျတော့မှအယောင်ဆိုးပြီးတဲ့အနေနဲ့ဒုက္ခသမုဒယဒုက္ခនិရောဓဒုက္ခនិရောဓဂ ामिनी ပฏิပဒါလို့ဆိုတဲ့သစ္စာ၄ချက်ကွင်းကွင်းကွက်ကွက်ရှင်းပြလိုက်တဲ့အခါမှာဓမ္မစက္ခုလို့ဆိုတဲ့တရားအမြင်တစ်ခုရရှိသွားကြတယ်တဲ့ယံကိဉ္စိသမုဒယဓမ္မံသဗ္ဗန္တံនិရောဓဓမ္မံဒီအတိလေးဟာတမန်အသိမဟုတ်ဘူးအမှန်တမ်းတန်ဖိုးရှိတဲ့အသိ
ဖြစ်ချင်းသဘောရှိတဲ့အရာမှန်သမျှပြည့်ချင်းသဘောရှိတယ်ဆိုလုံးဝတန်တရားမရှိဘူးနော်ဖြစ်လာတာမှန်ရင်နောက်ဆုံးပြတ်မှာပဲဆိုတာကိုနားလေသဘောပေါက်သွားတာဟာအင်တန်မှအရေးပါတဲ့အသိဉာဏ်တစ်ခုပဲသို့မဟုတ်လို့ရှိရင်တရားဝါတွေဟာဖြစ်လာတဲ့အရာပေါ်မှာတဒန်းတတတွယ်နဲ့မမောနေကြမှာဟုတ်ဟောဖြစ်လာရင်နောက်ဆုံးဟာပျက်စီးခြင်းချုပ်ဆုံးခြင်းမှာအဆုံးသတ်တယ်လို့ဆိုတဲ့အခါမှာဒီပေါ်မှာတွေ့တာမှုတွေကိုရှော့ချလာနိုင်တယ်ပေါ့တွေ့တာမှုတွေရှော့ချလာနိုင်တာနဲ့အမျှစိတ်နှလုံးရဲ့အေးချမ်းမှုဖြစ်ပေါ်စေနိုင်တွေ့တာမှုတွေတန်လန်းရှိနေသမျှထိုတွေ့တာမှုတွေပေါ်မှာစိုးရိမ်တောကဆိုတာဝင်ရောက်နေကြမှာပဲအဲ့ဒီစိုးရိမ်တောကဆိုတဲ့ဝင်ရောက်နေမှုတွေကပြတ်ဆဲဖို့အတွက်တွေ့တာမှုဆိုတာကိုရှော့ချနိုင်ရမယ်လို့အဲ့ဒီတွေ့တာမှုတွေကင်းပြောက်ဖို့အတွက်မြတ်စွာဘုရားကသိမြင်ဖို့ရအမြင်တစ်ခုမှန်ကန်တဲ့အမြင်တစ်ခုပေးလိုက်တာဒါကိုဓမ္မစက္ခုလို့ခေါ်တယ်ဖြစ်သမျှတရားမှန်သမျှနောက်ဆုံးဟာပျက်စီးခြင်းမှာအဆုံးသတ်တယ်အဲ့ဒီအတိနဲ့တွေ့တာမှုတွေအလုံးကိုရှော့ချပြီးတောကကိုဖယ်ရှားနိုင်ကြလို့စိတ်နှလုံးအေးချမ်းမှုကိုရရှိကြတယ်လို့ဒီလိုဆိုတာအဲ့ဒီမှာဗေမိသာရမင်းအမှုပြုတဲ့3,200,000သောပရိသတ်တွေက3,100,000ကသောတာပန်ဖြစ်သွားပြီကျန်တဲ့1,000ကတော့ဘုရားဘာသာအဖြစ်ကူပြောင်းလိုက်ကြတယ်ပထမဆုံးရာဇဂိုခရီးမှာမြတ်စွာဘုရားရဲ့တရားဝါတို့အတွက်ကြိုးပမ်းအားထုတ်ချက်ဟာအောင်မြင်တယ်လို့သူပြောမှာပေါ့အဲ့ဒီမှာဗေမိသာရမင်းကြီးကမြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်မင်းသားဘဝတုန်းကအင်တမမျောလင်းခဲ့တာတဲ့မျောလင်းချက်ကြီးတွေသူ့မှာရှိခဲ့ပါတယ်တဲ့အဲ့ဒီမျောလင်းချက်ကြီးကဘာလို့ဆိုရင်မင်းသားဆိုတာဘယင်ဖြစ်ခြင်းတယ်ပေါ့အဖေကလည်းမိဖုရားများတော့ဘယင်ဖြစ်ဖို့ဆိုတာတော့ခက်တယ်လေသားသမီးတွေညီကိုတွေကလည်းများတာကိုများတော့ဒီဘယင်ဖြစ်ဖို့ဆိုတာအခွင့်တူးကြီးဖြစ်နေတာအဲ့ဒါကြောင့်မို့ဗေမိသာရမင်းသားဘဝတုန်းကငါတနေ့ကြာလို့ရှိရင်ဗိသိက်ခံဘယင်ဖြစ်ရရင်ကောင်းမှာပဲဆိုတဲ့မျှော်လင့်ချက်ကြီးသူတစ်ခုရှိခဲ့တယ်အဲ့ဒါလည်းသူ့မှာပြည့်စုံသွားပါပြီတဲ့လောကမှာဖျားပွင့်လာလို့ရှိရင်အဲ့ဒီဖျားဟာသူ့နိုင်ငံကိုကြွလာရင်ကောင်းမှာပဲလို့မျှော်လင့်ခဲ့ပါတယ်တဲ့အဲ့ဒါလည်းအခုပြည့်စုံသွားပါပြီကြွလာတဲ့အခါမှာသူကိုယ်တိုင်သွားရောက်စိတ်ကပ်လို့ခြင်းနဲ့စိတ်ကပ်ပြရစေလို့မျှော်လင့်ခဲ့တယ်အဲ့ဒါလည်းသူစိတ်ကပ်မှုပြုရသည့်အတွက်ကြောင့်ပြည့်စုံဖြစ်သွားပါပြီအဲ့ဒီမြတ်စွာဘုရားကသူ့ကိုတရားဟောပါစေဆိုတဲ့မျှော်လင့်ချက်လည်းအခုသူတရားနာရလို့ပြည့်စုံသွားပါပြီအဲ့ဒီတရားကိုသိနာလည်ရရင်ကောင်းမှာပဲလို့ဆိုတဲ့မျှော်လင့်ချက်လည်းအခုတရားနဲ့ပတ်သက်လို့သူနားလည်သဘောပေါက်သွားပါပြီသောတာပန်ဖြစ်တယ်ဆိုတာအမှန်မြင်ခြင်းနဲ့တန်တရားခင်းခြင်းပဲဖြစ်တယ်လေဓမ္မနဲ့ပတ်သက်ပြီးသူအမှန်မြင်သွားပြီတန်တရားတွေခင်းသွားပြီဒါကြောင့်မို့သူ့ရဲ့မျှော်လင့်ချက်တွေအလုံးပြည့်စုံသွားပြီလို့ဒီလိုလျှောက်ထားခဲ့ပါတယ်အဲ့လိုလျှောက်ထားပြီးတော့ဗေမိသာရမင်းကဟောဒီလတ္ထိဝနာဆိုတဲ့ထန်တော်ဥယျာဉ်ဟာရာဇဂိုမြို့နဲ့အတန်အသင့်လှမ်းကွာနေသည့်အတွက်ကြောင့်ရာဇဂိုမြို့နဲ့မနီးလုံးမဝေးလုံးဖြစ်တဲ့အမတမသာယာလှပတဲ့ဝေလူဝံဥယျာဉ်ကြီးဆိုတာရှိပါတယ်အဲ့ဒီဝေလူဝံဥယျာဉ်ကြီးကိုမြတ်စွာဘုရားသတင်းသုံးဖို့သူကလှူဒန်းမယ်လို့ဆိုပြီးတော့မြတ်စွာဘုရားကိုပင့်ပြီးနောက်ရက်မှာဝေလူဝံဥယျာဉ်ကြီးကိုရေးဆက်ချပြီးတော့လှူဒန်းတာပထမဆုံးလှူတာပဲအဲ့ဒါလိုဝေလူဝံဥယျာဉ်ကြီးကိုလှူတော့မြတ်စွာဘုရားဟာဝေလူဝံဥယျာဉ်ထဲမှာဒီရာဇဂိုရဲ့ပထမခရီးမှာဝေလူဝံဥယျာဉ်ကြီးကိုလှူခံပြီးတော့အဲ့ထဲမှာတပည့်တာဝကတွေနဲ့အတူတကွသတင်းသုံးပြီးတော့တရားဝါရဲ့အကျိုးဆက်လက်ပြီးတော့တည်ပိုးဆောင်ရွက်တော်မူခဲ့တာဖြစ်ပါတယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ဥရဝေလခရီးဟာတရားဝါရဲ့အကျိုးများစွာတည်ပိုးနိုင်သည့်အတွက်ကြောင့်ဘ
ဘုရားရဲ့ချိုးပန်းချက်ဟာအမှန်တမ်းအောင်မြင်တယ်လို့ဒီလိုဆိုရမှာဖြစ်ပါတယ်ရသော်ဘုရားသခင်ကိုရောမြတ်ဟာငါသိတဲ့အတိုင်းတရားဝါတွေသိစေရမယ်ငါလွတ်မြောက်တယ်လို့တရားဝါတွေလည်းလွတ်မြောက်စေရမယ်ငါတန်တရားကနေပြီးတော့တစ်ဖက်ကန်းကိုကူးသွားနိုင်တယ်လို့တရားဝါတွေအားလုံးဟာလည်းနိဗ္ဗာန်ဆိုတဲ့တစ်ဖက်ကန်းကိုကူးနိုင်စေရမယ်လို့ဆိုတဲ့မျှော်လင့်ချက်ကြီးတွေကိုအကောင့်ထဲပေါ်ပြီးတော့ဆောင်ရွက်နိုင်ခဲ့တယ်ဆိုတာကိုသိရှိကြီးညိုပြီးတော့ဘုန်းကြီးတို့တွေဗုဒ္ဓနုတ္တိဘာဝနာနဲ့မြတ်စွာဘုရားရဲ့အကျိုးပန်းချက်ကိုကြီးညိုတဲ့တရားတရားနဲ့ကုသိုလ်တရားတွေဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း